Slay Hawk Crab ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဆွေတော့ပြစောပါခွန်းနဲ့ကျွန်တော်နဲ့ Migrant Survival World တခုမှာအသက်ရှင်မှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုကြည့်ရဆိုပြီးတော့ဆွေတော့ပြကြည့်ကြပါဒါနဲ့ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော် channel မှာတင်သွားမို့လို့ကျွန်တော် channel ကိုလည်း like subscribe လာလုပ်ပေးရအောင်ကျွန်တော် channel နာမည်ကတော့ Slay Hawk Crab ပဲဖြစ်ပါတယ်ကျွန်တော်ကအခုမှစလုပ်မဲ့ YouTuber တယောက်ပါဒါတော့ကျွန်တော်ပြရတော့နည်းနည်းအောင်နေနဲ့တိတ်မအောင်မြေတဲ့ soft box ဖြစ်ပါတယ်သူနဲ့သူ့ကျွန်တော်ဒီနေ့မှာတော့ Minecraft ဆော့ပြအောင်မှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးဆက်သွားလိုက်ကြအောင် let's go ကျွန်တော်ဒီမှာစစရောက်ချင်ပါမယ်ကျွန်တော်တက်ပြီးစားခေါ်လို့ဗျာတက်ပြီးခေါ်လာ6တော့ရခဲ့ဗျာကျွန်တော်6တော့ကျွန်တော်6တော့လောက်ရတယ်နော်ကျွန်တော် credit ပဲတခုလုပ်လိုက်ပါတယ်တော့4ရောင်းလုပ်တော့ကျွန်တော် pick up လုပ်လိုက်ပါတယ်ဒီကျွန်တော်ကြောက်တွင်းနေရစားရှာအောင်မြောက်အိတ်တော့ကျောင်းတန်းကြီးစောပါခွဲရတော့မြောက်အိတ်လို့မပြောတာပါကျွန်တော်လည်းမြောက်အိတ်ကြိုက်နေကြပါဒါပေမဲ့မလို့ထင်တော့ကြောက်တူးတယ်ကျွန်တော်ကြောက်တော့အလုံး20တိတိရရှိခဲ့ပါကျွန်တော်အပေါ်ပြတ်တက်သွားတာမယ်ခုပြောင်းပါအပေါ်ပြတ်တက်စားဒီကစတော့စပြောင်းလဲပါတော့ကျွန်တော်ဒရာချောက်ရဲ့ပတ်စိတ်တလက်ရဲ့တကက်တချောက်လဲပါတယ်နောက်ရော fan တစ်ခုရပါနော်လေ credit ပဲတူပြီးနော်တူနော်တော့အသားရလာတော့ကျွန်တော်နေအိတ်ထုတ်အတွက်နေရာဆက်ရှာပါကျွန်တော်မြောင်းရေးစောင်းလို့သုံးပြလိုက်ကျွန်တော်စောင်းလည်းမြောင်းအဲ့ရဒီနာတဝိုင်းပါဒီလိုနဲ့ပဲကျွန်တော်တို့ဒီကညဘက်ရောက်လာပါမကျွန်တော်တူတော့တူတော့အဲ့ရတဲ့စိတ်ပူစရာမလိုတော့စောပါကြတော့ကျွန်တော်မတူတော့ဒီလိုနဲ့ပဲတက်ခဲ့တယ်နော်ဒီလိုနဲ့ပဲကျွန်တော်ညာရောက်သွားလို့ကိုအောက်မှာဝေပေါတဲ့ချိန်မှာကျွန်တော်ကော့ပါတူးခဲ့ပါကော့ပါတူးရတယ်ကော့ပါတော့ဒီ Minecraft World ထဲမှာတိတ်မရှားပြီမဲ့သူတစ်ခါတူးကြီးအနည်းဆုံး3-4ခုလောက်ရတယ်ကျွန်တော်အခု3ပဲရခဲ့တယ်ခင်ဗျာကျွန်တော်ကရဲပြော်ရဲအာမလို့အတွက်ကျွန်တော်စဉ်းစားရတဲ့အချိန်မှာအပေါ်မှာကော့ပါတခုကျက်သေးတာတွေ့တယ်ခင်ဗျာကျွန်တော်ဆက်တူးလိုက်ကျွန်တော်တော့လောဆယ်တော့ဟာလေကော့ပါ33နေရဆက်ချေဆိုဖြတ်လိုက်ဆိုတော့မီးသိပ်သွားပါလေခင်ဗျာဖန်นี่ကျွန်တော်ပြောင်းလိုက်ရှာနေတွေ့ပြီဖန်นี่တွေ့တော့စိုက်တာလေးအစီးစားတာအစီးနေတယ်နောက်တော့ file တခုတက်လို့ဆင်လာလိုက်ပြီbro ကျွန်တော်နည်းနည်းဟိုအချင်းနေကျွန်တော်နားတဲမနော်အနေများနေလို့လားဟုတ်တယ်စောပါခွာတော့ဒီတိုင်းပါဒီနေရာအစီသိမ့်မပြီဆိုကျွန်တော်အခုတော့လာရောက်ပြီးတော့အတက်လာရှိခဲ့ပါဟိုကယူနေတာတက်လာ
ဒီလိုနဲ့ပဲကျွန်တော်တို့ညတညတော့ကူရမှာဖြစ်တယ်တော့ဒီကလည်းပေါ်ပါတယ်ခဏခဏစတော့ဒီတိုင်းနေရာနဲ့လိုက်ချက်ရောက်ပါမယ်ဒီနေ့တော့ကျွန်တော်အဲ့ဖြစ်လို့စီငါလိုက်ရနော်တော့ကျွန်တော်ပေါ်ပါတယ်โอเคမိုးလေးကြတွေ့ကြမှာနော်โอเคသူတို့နဲ့မိုးလေးတော့အပြူထွက်ပြီးတဲ့ချိန်မှာအနေဘာတောက်6တောင်းနဲ့စီဆိုင်ခဲ့ရပါခရီးပါတော့စီကလက်တာတော့စုံပြီးရောအများကြီးပါပဲအဲ့တိတ်မပြင်းရတော့ဒါမဲ့ကိုအိမ်မှာကိုပါတယ်အများကြီးရှိတဲ့အတွက်ရေဆိုင်ရအောင်ကျွန်တော်ပြန်လာကြည့်အချိန်ကျဘူးမှမရှိတော့အကောက်လေးကိုပြောင်းအခုတော့အဲ့တော့ brother အလုပ်တည်းရဆောပါခရက် hello အော်နေစေပြီလာစင်းလိုက်တော့ပေါ့ဗျာ တက်လို့မရတော့ရပေါ့ကြည့် တကားပွေးလိုက်ရတယ်ဆိုအော်ဘလောတဲဝူလို့မရအောင်တက်ဒီပို့ပါရအောင်တိုင်းလိုက်ကိုပါရီခဏတော့ယူရအောင်နော်ရွှေသားကြီးကဘိုးရအပတ်ပဲညောင်းဟမ်ကိုလုံးမရတယ်အေးကိုလုံးလို့ရတယ်လေ မို့အသက်ပါတယ်အတော့ပါတယ်ခံမှာဒီကောင်တမရှားမှာလေ ဆောင်းရတဲ့ကိုကခွဲကြည့်ရရတယ်ကျွန်တော်ကော့ပါလေးကိုကြီးလိုက်တဲ့ချိန်မှာပဲ16ခုပဲရသေးတယ်ကျွန်တော်လည်းအဲ့ဒါနီးတွေတက်တာတူကိုစုပ်ဖြတ်လိုက်တယ်နဲ့တက်တာခဏတော့တူလိုက်အောင်ပါမယ်ဒီလိုနဲ့ပဲကျွန်တော်တက်ပိတ်ခုံရင်တာ22ခုတိရခဲ့တယ်ဗျာပြေးအောင်ကျွန်တော်အနေနဲ့ပေါ့ကျွန်တော်အနေနဲ့ဒီတဲ့ကျွန်တော်အဲ့ပြည့်ဝင်သွားတာပါကျွန်တော်အဲ့ဒါဝင်သွားတက်တာကျွန်တော်ဒီအနေနဲ့ကော့ပါတို့တူလာရကော့ပါအာမှာပြေဆုံးရရှိပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာဒီလိုလေးကိုကြိုက်နေတဲ့ဆို like subscribe လေးနှိပ်ခဲ့ပြီးတော့အပေါင်းလေးပါနှိပ်ခဲ့ပြီးကြပါโอเคဒီဗီဒီယိုထဲမှာအမှားယူနေနေပါအောင်ရှိတယ်တောင်းပန်ပါတယ်လို့ဗီဒီယိုကြည့်ရှုသူညီကိုမောင်နှမအားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲbye byeပါ